ဒီအမောင်မိုက်ဆုံးနေရတစ်ခုကဘာမှာဘယ်လိုမျိုးရုပ်တရက်ဖန်တီးမိသွားလဲဆိုတော့ documentary မိနစ်40စာသူကပြောသွားတာပေါ့နော်အစိမ်မကောင်းစရာတစ်ခုကကျွန်တော်တို့နိုင်ငံကattention အရန် attention ကိုပဲကြိုက်တဲ့နိုင်ငံ attention ကိုအရန် favor ဖြစ်တဲ့နိုင်ငံဆိုတော့ဒီလိုမျိုးတွေချားပြလဲကြည့်တဲ့သူကနဲလိမ့်မယ်ပေါ့နော်မင်္ဂလာပါဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ like လို့မမီတဲ့ content အမျိုးအစားတွေအကြောင်းကိုပြောပြပေးသွားမယ်ပေါ့နော်ဗီဒီယိုမျိုးစားတွေပေါ့နော်ကျွန်တော်တို့ like လုပ်ဖို့မလွယ်တဲ့ဗီဒီယိုမျိုးစားတွေကိုကျွန်တော်ဒီမှာပြပြီးတော့တို့ဘယ်လိုလုပ်လဲဆိုတာလေးကိုပြောပေးသွားမယ်ချက်ကြည့်လိုက်အောင် Okay ကျွန်တော် YouTube သွားမယ်ဆိုရင်ဗျာ documentary လို့ရိုက်ရှာရင်ကျွန်တော်ဒီလိုမျိုးဗီဒီယိုတွေ့လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကြည့်မိနစ်30နိုင်ဝက်ကျော်တယ်ပေါ့နော်ခေါင်းစဉ်ကလည်းဒါ international video ဆိုတာကျွန်တော်တို့နိုင်ငံခြားက YouTuber လုပ်တယ်ဆိုတာသိရတယ်ပေါ့နော်ဒီမှာကြည့်ဒီမှာကြည့် Untold Story of Wall Street Biggest Heist ပေါ့နော်စားတယ်ပြအဲ့လိုမျိုးကဘာမှာပေါ့နော်အဲ့လို level တွေအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေနောက်ထူးဆန်းဖြစ်ရတွေနဲ့ပတ်သက်ပြီးတော့ documentary လုပ်ထားတဲ့ video တွေပေါ့နော်အဲ့လို video တွေကိုကျွန်တော်တို့အနေနဲ့ဒီမြန်မာပြည် creator တွေ like လုပ်မယ်ဆိုရင်ဘယ်လိုမှမလွယ်ကူနိုင်ဘူးEnglish voice over ဒီဇလန်းကိုကျွန်တော် script ရေးတာမှတင်ကျွန်တော်တို့ fail ဖြစ်နိုင်တယ်ပေါ့နော်လုံးဝမလွယ်ဘူးပဲကျွန်တော်ပြောတာပေါ့နော်ဟိုလိုမဖြစ်လုပ်ဖို့မဖြစ်နိုင်ဘူးမပြောဘူးအရင်ကျွန်တော်တို့စူးစမ်းအားထုတ်ပြီးတော့ AI အားကိုးတွေပိုင်းနဲ့လုပ်မယ်အချိန်တွေပိုင်းပေးပြီးလုပ်မယ်ဆိုရင်တော့အဆင်ပြေနိုင်တယ်ဗျ Bear Stearns is finished. The contagion is spreading. Every bank is scrambling for our contracts. And the gain? We just crossed the wire, John. 1 billion. We made $1 billion today. ကျွန်တော်ဒီ intro နဲ့တင်သူ့ရဲ့ documentary ကလုံးဝကျွန်တော်တို့ဆွဲဆောင်တယ် amazing ပေါ့နော်လုံးဝမိုက်တယ်intro ကြည့်တာနဲ့တင်ဗျာကျွန်တော်တို့လို content creator တွေရှာတော့သိတယ်ဒီ video တော့တကယ် quality လားဒါမှမဟုတ်ပေါ်ပဲနဲ့ကျွန်တော်တို့အချက်လက်မပြည့်စုံမနဲ့တင်ဆက်နေတာလားဆိုတာတကယ်သိတယ်ပေါ့နော်စသဖြင့် view ကလည်းဒါ one day မှာတင်26k ပေါ့နော်စထားလိုက်ပါတော့ဒါပေမဲ့သူ့ရဲ့တင်ဆက်တဲ့အကြောင်းအရာကအရန်ကြီးကိုကောင်းတယ်ဆိုတော့ကျွန်တော်အနေနဲ့အာမခံနိုင်တယ် edit တွေဆိုရင်လည်းတော်တော်ကောင်းသူလုပ်ထားတယ်ပေါ့နော် In case the borrowing economy cracks he just cannot နောက်တစ်ခုကျွန်တော်ပြပေးမယ်ဗျဒီမှာဆိုရင်ဗျာဒီ channel ဆိုလည်းအဲ့လိုပဲတကယ်ကိုဒီ get world famous ပေါ့နော်ဒီ YouTuber တွေထဲမှာဆိုရင်ဒီ YouTuber ကတော်တော်ကြီးကို edit ပိုင်းမှာတော်တော်ဆရာကြားတဲ့ထဲမှာပါတယ် documentary ရဲ့ expert လို့ပြောလို့ရတယ်ကမ္ဘာမှာ documentary ရဲ့ဘယင်လို့တောင်ပြောလို့ရတယ်ပေါ့နော်ဒီ Magnate Media ဆိုရင်သူ့ရဲ့ကျွန်တော်တို့ video တစ်ချက်ကြည့်အောင်$47 billion had just gone up in flames. WeWork had been one of the most valuable startups on the planet. And the founder believed he was the messiah who was going to... ကျွန်တော်ဒီ intro နဲ့တင်ပြဒါကဟို cartoon ဇလန်လားဒါမှမဟုတ်ရုပ်ရှင်လားစသဖြင့်ကျွန်တော်ထင်သွားနိုင်တယ်ဒါပေမဲ့it just a normal YouTube video ပေါ့နော်ကျွန်တော်ရုပ်ရှင်လည်းမဟုတ်ဘူး cartoon လည်းမဟုတ်ဘူးဒါကတာမန် YouTube video တစ်ပုဒ် documentary video တစ်ပုဒ်ပဲဒါပေမဲ့2နာရီစာရှိတယ်ဒီမှာပေါ့နော်သူပြောရတာ47 billion cult ပေါ့နော်ကျွန်တော်ဒီတခုခုပေါ့နော်သူပြောချင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒီကဘာမှာပေါ့နော်အချင်းပြချစားတာတွေဒါမှမဟုတ်တက္ကနာအတွင်းနဲ့အောင်မြင်ချမ်းသာသွားတာတွေစသဖြင့်အဲ့လိုမျိုးသူဖြစ်ရစမ်းနေပေါ့နော်အဲ့ဒါတွေကိုသူတို့က research လုပ်ပြီးတော့ကျွန်တော်တို့ဒီမှာ story line ပေါ့နော် story line ကို content ချရေးတယ်ရေးပြီးတော့ပြီးရင် voice over အတန်သွင်းတယ်ပေါ့နော်သူ့ရဲ့ကိုယ်ပိုင် own voice over သွင်းတယ်ပြီးရင် edit ကိုဗျာလုံးဝအဲ့လိုတစ်လားဆိုတစ်လားနှစ်လားဆိုနှစ်လားစသဖြင့် team like အဲ့လိုမျိုးသွားတယ်ပေါ့နော် editing software သုံးတာတွေကလည်းတော်တော်စုံနေတဲ့မှာပါတယ် Illustrator တွေ Dreamweaver တွေစသဖြင့်အဲ့လိုမျိုးတွေ After Effects တွေပါတွေတော့မဟုတ်တော့ဘူးပေါ့နော်အဲ့လိုအရင်မြင်တဲ့အားတွေလည်းသူတို့အနေနဲ့သုံးတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ content creator တွေတော့ပဲနားလည်နိုင်မဲ့စကားလုံးတွေဆိုပေမဲ့တာမန်လူတွေလည်းကျွန်တော်တို့ဒီ data ကြည့်ရင်ဒီလို video တွေဘယ်လိုဖန်တီးလဲဆိုတာကျွန်တော်တို့သိရတယ်ပေါ့နော်တော်တော်ခက်ခဲဖန်တီးရဖန်တီးတာဖြစ်ကြောင်းကျွန်တော်တို့အနေနဲ့ကြည့်တာနဲ့သိတယ်ပေါ့နော် Magnate Media ကတော့ကျွန်တော်ဒါတကယ်ကိုနံပါတ်1မှာရှိတယ်ပေါ့နော် documentary ဆိုရင်ကဘာမှာပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီလိုမျိုးဟာလဲကျွန်တော် like လုပ်ဖို့မလွယ်ဘူးဗျမြန်မာမှာဆိုလဲဒီလောက်ထိ edit ကိုပိုင်တဲ့သူရှိတယ်ဆိုရင်တော့ဗျာ like လုပ်ဖို့ကတော့မဖြစ်နိုင်တဲ့အထဲမှာပါတယ်အဲ့ဒီမှာဆိုလဲအဲ့လိုပဲပေါ့နော် psychology of money in 20 minutes ဒီပတ်စံနဲ့ပတ်သက်ပြီးတော့တည်ထားတဲ့အဲ့လိုပေါ့နော် psychology ကိုသူကမိနစ်20တဲ့နဲ့သူရှင်းပြမယ်ပေါ့နော်မိနစ်20 video တစ်ပုဒ်
documentary ပုံစံမျိုးပေါ့နော် Some have it, some don't. Some have mastered it, but most are still chasing it. You may ဒီမှာဗျာဒီအစောက်ကြည့်လိုက်တာနဲ့တင်လုံးဝလူကဆက်ကြည့်ခြင်းနဲ့ဒီလိုဗီဒီယိုတွေကိုကျွန်တော်တို့ကကြည့်နိုင်ရင်ကျွန်တော်တို့အတွက်ကအုံနောက်ကမျက်စိပွင့်နားပွင့်ပေါ့နော်ပင်လေရေအိုင်ထဲမှာနေနေတဲ့အုံနောက်တွေကနေပင်လေထဲကအုံနောက်တွေကျွန်တော်တို့ဖြစ်သွားမယ်ပေါ့နော်မျက်စိပွင့်နားပွင့်ဖြစ်သွားမယ်လုံးဝအမြင်တွေပွင့်သွားမယ်ဒါပေမဲ့ခက်တာတကူကဒါတွေဒီအင်္ဂလိပ်လိုနားလည်မှကြည့်လို့ရတဲ့ content တွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့တာမန်လူတွေအင်္ဂလိပ်စာအခြေခံမရှိတဲ့သူတွေအင်္ဂလိပ်စာမကျွမ်းကျင်တဲ့သူတွေအနေနဲ့ကြည့်ဖို့ကဘယ်လိုမှမလွယ်ပါဘူးဗျအဲ့လိုအခက်အခဲလေးတွေရှိပါတယ်ဒါပေမဲ့ကဘာမှာဒီလို quality ဖြစ်တဲ့ documentary တွေအများကြီးနေ့စဉ်နဲ့အများကျွန်တော်တို့ပေါ်ပေါက်နေတယ်ဆိုတာတော့ကျွန်တော်တို့သိထားရမယ်ပေါ့နော်နေပဲဒိုင်းအကြောင်းအရာတိုင်းလူပုဂ္ဂိုလ်တိုင်းနဲ့ပတ်သက်ပြီးတော့ documentary ဒီလိုမျိုးမိနစ်အရှည်ဗီဒီယိုတွေရှိတယ်ဆိုတာတော့ကျွန်တော်တို့သိထားရမယ်ကျွန်တော်တို့အုံနောက်တွေကိုဖွင့်ထားဖို့လိုတယ်ပေါ့နော်ဒါလို့ဆိုလဲကျွန်တော်မြန်မာက creator တွေတိုင်းလုပ်ဖို့မလွယ်ပါဘူးဗျဒီမှာဆိုလဲအဲ့လိုပဲပေါ့နော်ဒီ session searching for the 5ပေါ့နော်သူပြောချင်တာဒီ5ကတော့ဒီ9မဟုတ်သူပြောချင်တာအဓိကလူသက်သမား9ယောက်ပေါ့နော်ဒီလူသက်သွားတဲ့တရခိုင်9ယောက်ရှာဖွေတာပေါ့ဒီလိုမျိုးအကြောင်းအရာကိုဖန်တီးတယ်ဆိုတာလေဒီလူသက်သမား9ယောက်ကကဘာမှာဖြစ်ရတစ်ခုခုနဲ့တော်တော်တင်ရှားရှားနဲ့နာမည်ကြီးခဲ့လို့သူတို့က documentary လုပ်ပြီးတော့လူတွေကိုပြန်ပြီးတော့ချပြတာပေါ့နော်Possible time. He returns to the confines of his vehicle. တော့မသိရမလားကျွန်တော်တို့အင်္ဂလိပ်လိုအရန်နားလေတဲ့သူဆိုရင်ဒီ documentary တဘောတဘောကိုကျွန်တော်ကြည့်တာနဲ့တည်းလုံးဝမိုက်ပါလားဆိုတဲ့ feeling မျိုးရမယ်ပေါ့နော်ရုပ်ရှင်တဘောကြည့်ရတာထပ်အောင်ပိုကောင်းတဲ့ဒီကျွန်တော်တို့ quality ကိုသူအနေနဲ့ပေးထားတယ်ပိုကောင်းတဲ့ feeling ကိုပေးထားတယ်အဲ့ဒါကြောင့်နိုင်ငံခြားသူတွေဘာလို့တိုးတက်လဲအောင်မြင်လဲဆိုရင်ဒီလိုမျိုးဖန်တီးနိုင်တဲ့သူတွေရှိလို့သူတို့တွေကအုံနောက်တွေကအမြင်ကျဲတယ်အုံနောက်ပွင့်တယ်ပေါ့နော်မျက်စိပွင့်နားပွင့်ဖြစ်ကြတယ်ကျွန်တော်တို့လိုအကန့်အသတ်နဲ့မဟုတ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့လည်းအကန့်အသတ်နဲ့တော့လည်းမဟုတ်ပါဘူးဒါပေမဲ့ဒီလိုမျိုးအကြောင်းအရာတွေကလည်းကျွန်တော်တို့သိဖို့လိုတယ်မြန်မာမှာဒီလိုတွေဖန်တီးပြီးချပြနိုင်တဲ့ creator တွေအများကြီးထွက်လာဖို့လိုတယ်ပေါ့နော်ဒီမှာဆိုလည်းအဲ့လိုပဲ intro နဲ့တင်ကျွန်တော်တို့စက်ကြည့်ခြင်းတယ်ပေါ့နော်ဒီမှာနောက်တစ်ပုဒ်ဆိုရင်In a remote cabin in Texas, Ross Ulbricht sits in front of a used laptop that he bought in cash. ဒါလေးဆို blender နဲ့ကစားရင်ကစားမယ်ပေါ့နော်ဒါ blender နဲ့လုပ်ဖို့များတယ်ဗျဒီလိုမျိုး 3D တွေကြတော့လေမလွယ်ဘူးဗျလုံးဝမလွယ်ဘူးမိနစ်40ပေါ့နော်သူကဒီမှာ dark web ကဒီ secret အကြောင်းပြောတာပေါ့နော် dark web ပေါ့နော်ကျွန်တော်ဒီ internet ရဲ့အမောင်ဆုံးအချမ်းကအမောင်ဆုံးချမ်းကိုဘယ်လိုမျိုးဖန်တီးခဲ့လဲပေါ့နော်ရုပ်တရက်ဘယ်လိုမျိုးဖန်တီးမိသွားလဲပေါ့နော်အဲ့ဒီအကြောင်းအရာကိုသူကအကျယ်တဝင်းရှင်းပြတာ how the dark web was created accidentally ပေါ့နော်ရုပ်တရက်ဒီလိုမျိုးကဘာမှာ internet ရဲ့အမောင်မိုက်ဆုံးအကြောင်းဒီအမောင်မိုက်ဆုံးနေရာတစ်ခုကဘာမှာဘယ်လိုမျိုးရုပ်တရက်ဖန်တီးမိသွားလဲဆိုတာ documentary မိနစ်40စာသူကပြောသွားတာပေါ့နော်ဒါကိုကျွန်တော်တို့တေချာကြည့်မယ်ဆိုရင်တော်တော်ကြီးကိုကျွန်တော်တို့အမြင်ကျဲသွားမှာပေါ့နော်အဲ့တော့ကြည့်နိုင်တဲ့သူတွေကတော့ like ကြည့်ဖို့ကျွန်တော်အနေနဲ့အကြံပေးခြင်းနဲ့တော်တော်ကြီးကိုမိုက်တဲ့ video မို့လို့ပါဒီမှာဆိုလဲအဲ့လိုပဲအဲ့လိုမျိုးဘာပေါ့နော်ဒီလိုမျိုး video လည်းကျွန်တော်တို့ like လုပ်ဖို့မလွယ်ဘူးဗျတော်တော်ကြီးဟိုဘယ်လို team နဲ့သွားမှာပဲရမယ် content ရေးတဲ့လူကအဲ့လိုမျိုး2ယောက်လောက်ပြီး voice over တော့ထားလိုက်ပါ1ယောက်ပေါ့နော်တကယ်ကို professional 1ယောက်လောက်ပြီးရင် edit လုပ်တဲ့သူဆိုရင်လည်း2ယောက်3ယောက်လောက်ရှိမှာပဲဒီလိုမျိုးကကင်မို့လွယ်မှာ1ယောက် blender ဆိုရင်နောက်1ယောက် editing ပိုင်းအဲ့လိုမျိုးသွားမယ်ပေါ့နော်နောက်1ယောက် animation နောက်1ယောက် motion စသဖြင့်အဲ့လိုမျိုး create လုပ်မှာပဲရမယ်တော့1ယောက်လေးနဲ့ run မှုကြတော့မလွယ်ဘူးကျွန်တော်အနေနဲ့ကတော့မျှော်လင့်နေမြန်မာက creator တွေဒီထက်ပိုပြီးတော့အမြင်ကျယ်လာဖို့ဒီထက်ပိုပြီးတော့ကျွန်တော်တို့ဖန်တီးနိုင်ဖို့မျှော်လင့်ဒါပေမဲ့အဆင်မကောင်းစရာတစ်ခုကကျွန်တော်တို့နိုင်ငံကattention အရန် attention ကိုပဲကြိုက်တဲ့နိုင်ငံ attention ကိုအရန် favor ဖြစ်တဲ့နိုင်ငံဆိုတော့ဒီလိုမျိုးတွေချပြလဲကြည့်တဲ့သူကနည်းလိမ့်မယ်ပေါ့နော်အဲ့ဒါလေးကတော့စိတ်မကောင်းစရာပါဒီမှာကြည့် documentary ဆိုပြီး Facebook မှာရိုက်ရှာရင်ပေါ့နော်အများကြီးပဲဗျာလုံးဝအတေဘောလုံးနဲ့ပတ်သက်တာယူမလားကျွန်တော်တို့ငွေကြီးနဲ့ပတ်သက်တာယူမလားဒီကဘာပေါ်ဖြစ်ရဆန်းနေအကြောင်းအရာတွေနဲ့ပတ်သက်တာယူမလားနိုင်ငံကြီးနဲ့ပတ်သက်တာယူမလားဘာယူမလဲဗျာအကုန်ရှိတယ် YouTube ကလုံးဝဘယ်လိုပြောမလဲလုံးဝ free university ကြီးပဲဘောနော်ကဘာမှာသူစီမှာပညာအကုန်ရှိတယ်လေးလာတက်ဖို့ပဲလိုတာဒါပေမဲ့အင်္ဂလိပ်စာမရရင်တော့ကန်တန်နေဖြစ်နေလိမ့်မယ်ဗျအဲ့ဒါလေးတခုကတော့အစိမ်မကောင်းစရာပါအဲ့ဒါကြောင့်အင်္ဂလိပ်စာကိုအဓိကကျွန်တော်တို့လေးလာသင်ယူဖို့လိုတယ်ပေါ့နော် YouTube ကလုံးဝ
biggest diamond ပေါ့နော်ကျွန်တော်တို့တကယ်ကိုစိန်တုံးကြီးပေါ့နော်ကျွန်တော်ကတော့အဲ့လိုပဲသတ်မှတ်တယ် social media ထဲမှာဆိုကျွန်တော် YouTube ကိုအကြိုက်ဆုံးပဲ YouTube ကနေ millionaire ဖြစ်သွားတဲ့သူတွေ billionaire ဖြစ်သွားတဲ့သူတွေကဘာကျော်သွားတဲ့သူတွေအများကြီးပဲဒီလိုမျိုးတွေလည်းအများကြီးဖန်တီးလို့ရတယ်ချပြလို့ရတယ်ပေါ့နော်အဲ့တော့လောက်ကြပါလို့ကျွန်တော်အကြံပေးခြင်းနဲ့ဒီ content တွေကတော့ကျွန်တော်တို့ကဘာမှာ like လုပ်ဖို့မလွယ်တဲ့ content တွေကိုကျွန်တော်ပြပေးတာသူတို့တွေဘယ်လိုမျိုးဖန်တီးလဲဆိုတာကိုကျွန်တော်အချင်းချင်းလေးပြောပြပေးတာလေတင်တန်းထဲမှာဆိုလဲကျွန်တော်အနေနဲ့ဒီလိုမျိုးတွေကိုဘယ်လိုမျိုးအလွယ်ဆုံးဖန်တီးလို့ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးအောင်မယ်ပေါ့နော်ပြီးတော့စိတ်မကောင်းစရာတစ်ခုကကျွန်တော်တို့မြန်မာမှာ documentary ဖန်တီးတယ်ဆိုရင် editor တွေက edit အရန်ထည့်လူမကြည့်မှသိတယ်အဲ့တော့သူတို့က slide show တွေနဲ့ပဲပြပြီးတော့ကျွန်တော်တို့ကိုဖန်တီးသွားတယ်ပေါ့နော်ဖန်တီးပြီးတော့တင်ဆက်သွားတယ်ဒါကတော့လုံးဝစိတ်မကောင်းစရာပဲပေါ့နော်အဲ့တော့ဖန်တီးကြပါလောက်ကြပါကျွန်တော်အနေနဲ့ကြံပေးခြင်းနဲ့ကျွန်တော်ကိုယ်တိုင်လေးလုပ်နေတယ်ပေါ့နော်ဒီလိုမျိုးတွေနေ့စဉ်လေးလာပြီးတော့ကျွန်တော်ကိုယ်တိုင်လေးတစ်ခဲ run နေတယ်အဲ့ကြောင့်ကြောင်မလို့ဖန်တီးကြပါလောက်ကြပါဒါတွေကတော့ဘယ်လိုမှ like လုပ်ဖို့မလွယ်တဲ့ content မျိုးစားတွေဖြစ်တယ်ပေါ့နော် okay ကြည့်ရှုပေးတဲ့အတွက်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်